အာရခဒေတာအတွင်းမှာရှိတဲ့ပြည်သူလူထုတွေနီပါဗိုင်းရပ်စ်အန်ဒီကနေကြိုတင်ကာကွယ်နိုင်ဖို့အတွက်အာရခပြည်သူကျန်းမာရေးဌာနကနေအသိပညာပေးလုပ်ငန်းတွေကိုအရှိန်အဟုန်နဲ့ဆောင်ရွက်နေပါတယ်။အိန္ဒိယအိန္ဒိယနိုင်ငံမှာကူးစက်ပြန့်ပွားနေတဲ့နီပါဗိုင်းရပ်စ်ဟာအခုအခါမှာတော့စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ဒါကြောင့်အာရခပြည်သူတော်လှန်ရေးအစိုးရရဲ့ဌာနဆိုင်ရာတွေဖြစ်တဲ့ DLEPS ကျန်းမာရေးဌာန၊အုပ်ချုပ်ရေးဌာန၊မီးသတ်ဌာနနဲ့ HDCO တို့ပူးပေါင်းပြီးလမ်းစုံလမ်းခွာတွေဈေးတွေနဲ့ကားဂိတ်တွေမှာအသိပညာပေး V9 တွေထောင်ခြင်းလက်ကမ်းစာဆောင်တွေဝေငှခြင်းတို့ကိုတက်ကြွစွာဆောင်ရွက်လျက်ရှိပါတယ်။မိဘပြည်သူများအနေနဲ့လည်းမိမိတို့စီမှာနီပါဗိုင်းရပ်စ်တန်တရားဖြစ်ဖွယ်လက္ခဏာတွေတွေ့ရှိရပါကအနည်းဆုံးကျန်းမာရေးဌာနကိုအញ្ញံဆုံးဆက်သွယ်အကြောင်းကြားကြဖို့နဲ့ထုတ်ပြန်ထားတဲ့ညွှန်ကြားချက်တွေကိုတိတိကျကျလိုက်နာဆောင်ရွက်ကြဖို့အာရခပြည်သူ့ကျန်းမာရေးဌာနကတိုက်တွန်းထားပါတယ်။အားလုံးပဲကျန်းမာရေးအသိနဲ့ကြိုတင်ကာကွယ်ကြပါစို့။